2026 ခုနှစ်9 ရက်သားသမီးတို့ရဲ့ကံကြမ္မာအလှည့်အပြောင်းအဆိုးကောင်းတွေကိုဟောကြားပေးပါမယ်တနင်္ဂနွေသားသမီးတွေကတော့နိုင်ငံခြားခီးသွားလိမ့်မယ်မျှော်မှန်းထားတဲ့ငွေကြေးပမာဏရရှိလိမ့်မယ်နိုင်ငံခြားတွင်းကုန်ထွက်ကုန်လုပ်ငန်းများကောင်းမွန်လာမယ်ငရုတ်ကြက်တွန်သီးနှံစိုက်ကုန်ငရုတ်ကြက်တွန်သီးနှံစားကုန်များအမြတ်ဆုံးရမယ်အမွေရမယ်နေဟိုနာရီတစ်လုံးရောက်ပါကခွန်ဆကိုဆုံးထီထိုးပါအခြေရေးမှာတာရပါတယ်ချစ်သူမရှိပါကချစ်သူရမယ်ငယ်ရွယ်သူအိမ်တော်ရှင်တနင်္ဂနွေသမီးဖြစ်ပါကသားသမီးယတနာရမယ်ကျမ်းမာရေးကတော့ခြေထောက်နာမယ်ပညာရေးမှာအောင်မြင်မှုများရရှိလိမ့်မယ်ရေတရားကတော့တနင်္ဂနွေနေ့မှာတကိုးကြီးဖျားတနင်္ဂနွေတောက်မှာတပြေ16ညွန်းသာရဏအနံ9နဲ့ကတ်လူပါတနင်္လာသားသမီးတွေကတော့အိမ်ပြင်အိမ်ဆောက်ရလိမ့်မယ်ဒုံမဟုတ်ပါကအိမ်တစ်တက်ရလိမ့်မယ်ဝန်ထမ်းဖြစ်ပါကလာစားတို့ယာဒူးတုံးမယ်မွေကိုမြင်မယ်ဒါမှမဟုတ်မွေကိုအိမ်မက်ပါကငါးဆခွန်ဆုံးအောင်ပါလေးဒီထိုးပါပေးရန်ရရန်ကြွေးကိစ္စအတွက်ရင်အေးရလိမ့်မယ်အမှုရှိပါကအမှုနိုင်မယ်ဒို့မို့အမှုလွတ်ငင်းခွင့်ရရှိလိမ့်မယ်တက်တာခွင့်ရရှိလိမ့်မယ်စံစဘာအယောင်းဝယ်ကောင်းမယ်အလူကြီးပေးရလိမ့်မယ်ကျမ်းမာရေးကတော့အယိုးကြီးပေါင်းယောဂဖြစ်မယ်အခြေရေးမှာချစ်သူဟောင်းနဲ့ပြန်တွေ့မယ်အိမ်တော်ရေးမှာလည်းမတင်မမြတ်ဖြစ်နေပါကပြန်၍တင့်မြတ်သွားလိမ့်မယ်ပညာရေးမှာရလကောင်းများရရှိမယ်ရေရာကတော့တနင်္လာနေ့မှာတကိုးကြီးဖျားတနင်္လာတော့မှာငွေဒီနဲ့လဲကတ်လူပါငါးနှကောင်ကိုဘေးမဲ့လွတ်ပါအင်္ဂါသားသမီးတွေကတော့ဝန်ထမ်းဖြစ်ပါကအလုပ်ပြောင်းအလုပ်နေရာပြောင်းပေါ်မယ်နိုင်ငံခြားမှငွေရောက်မယ်သို့မဟုတ်နိုင်ငံခြားငွေဝင်မယ်ကြောင်းမြဲရတနာအယောင်းဝယ်မှာအကျိုးဖြစ်ထွန်းမယ်စာချုပ်စာတမ်းတစ်စောင်ပြုလုပ်ရလိမ့်မယ်ကောင်းတယ်ရေလုပ်ငန်းရေတွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများနှစ်စပိုင်းမှာညံပြီးနှစ်လယ်ပိုင်းမှာနှစ်ကုန်ပိုင်းမှာကောင်းမွန်လာလိမ့်မယ်ကျေးဇူးရှိသူများကိုကျေးဇူးဆက်ခွင့်ကြုံရလိမ့်မယ်တောင်ကုန်းတောင်တန်းဘက်တို့ခရီးထွက်ရလိမ့်မယ်နေအိမ်ကိုပြားရည်ရောက်မယ်ပြားရည်ရောက်ပါကငါးစာကိုဆုံးထီထိုးပါအခြေရေးမှာချစ်သူနှစ်ဦးကြားပြားများလိမ့်မယ်ငယ်ရွယ်သူအပြိုလူပြိုဖြစ်ပါကအိမ်တော်ကြခင်းရှိတယ်ကြားခဲ့တော့ကောင်းတယ်နိုင်ငံခြားတို့ပညာရေးကိစ္စဖြင့်တော့ရလိမ့်မယ်ကျမ်းမာရေးကတော့ခေါင်းမူကောင်းကိုက်ဖြစ်မယ်ရေတရားကတော့အင်္ဂါနေ့မှာတကိုးကြီးဖျားအင်္ဂါတော့မှာအုံကိုညွန့်ရွက်လာကိုညွန့်ဒန်းကိုညွန့်ကတ်လူပါအင်္ဂါနေ့မှာဖုံးတော်ကြီးတစ်ပါးကိုစနွင်းမကင်းလောင်းလူပါဗုဒ္ဓဘူးသားသမီးတွေကတော့အလုပ်တဲ့အတွက်အင်တာဗျူးဝင်ရမယ်အောင်မြင်မယ်နိုင်ငံခြားတန်ယုံတရုံမှာဗီဇာလျှောက်ထားပါကဗီဇာရမယ်စိုင်တစ်ဖွင့်ခြင်းလုပ်ငန်းတစ်လုပ်ခြင်းများပြုလုပ်ရလိမ့်မယ်အောင်မြင်မယ်ဝင်ငွေကောင်းမယ်ငွေစုလိုက်ပုံလိုက်ဝင်ကိန်းလည်းရှိတယ်ကလေးမွေးတဲ့တရင်ကြားမယ်ကြားပါကနှစ်အစလေးဆုံးထီထိုးပါမိသားစုဝင်တူရဝေးမှဒို့မဟုတ်နိုင်ငံခြားမှပြန်လည်ရောက်ရှိလာလိမ့်မယ်ရွှေလုပ်ငန်းရွှေတူးဖော်တော်လုပ်ငန်းများအောင်မြင်မယ်အခြေရေးမှာကံကောင်းပါတယ်အိမ်တော်ရေးလည်းတာယာပါတယ်ကျမ်းမာရေးကတော့နားယောဂဖြစ်မယ်ပညာရေးအတွက်အကူအညီပေးမဲ့သူပေါ်မယ်ရေရာကတော့ဗုဒ္ဓဘူးနေ့မှာတကိုးကြီးဖျားဗုဒ္ဓဘူးတော်မှာရပ်ဖြူလေးလဲရပ်နီလေးလဲကတ်လူပါကြာတာပရိသတ်သမီးတွေကတော့ဝန်ထမ်းဖြစ်ပါကလုပ်ငန်းနဲ့ပတ်သက်ပြီးအခက်အခဲပေါ်တော့လဲ၎င်းခက်ခဲများကိုကောင်းမွန်စွာဖြည့်ရှင်းသွားနိုင်လိမ့်မယ်အမှုပညာနဲ့ပတ်သက်သောစုများရမယ်မြေရောင်းဝယ်ဖြစ်မယ်မော်တော်ကားရောင်းဝယ်ဖြစ်မယ်ပဲပြောင်းနှံကောက်ပဲတီးနှံရောင်းဝယ်ရေးမှာဈေးကောင်းရမယ်စတူရှယ်ယာလုပ်ငန်းကြီးပေါ်မယ်လုပ်ပါလူလိန်ခံရမယ်တတိထားပါနိုင်ငံခြားနဲ့ကုန်သွယ်သောလုပ်ငန်းများနှစ်လယ်ပိုင်းမှာအထူးအောင်မြင်လိမ့်မယ်နေအိမ်ကိုအလှဖိတ်စာမင်္ဂလာဆောင်ဖိတ်စာရောက်ပါက3ဆခွန်ဆုံးတီထိုးပါအခြေရေးနဲ့အိမ်တော်ရေးတာရပါတယ်ပညာရေးမှာတိုးတက်မှုရှိပါတယ်ကျမ်းမာရေးကတော့ချောင်းဆိုးမယ်ရေတရားကတော့ကြာတာပရိနေ့မှာတကိုးကြီးဖျားကြာတာပရိတော့မှာဂန်းကွန်ကိုညွန့်မြေစာကိုညွန့်တပြေကိုညွန့်ကတ်လူပါတောက်ကြသားမိတွေကတော့ဝန်ထမ်းဖြစ်ပါကယာတူးတိုးပြီးနေရာပြောင်းရမယ်အလုပ်ပြောင်းရမယ်လစာတိုးမယ်အိမ်နေရာရွှေ့ပြောင်းပေါ်မယ်ကောင်းတော့ပေါ်ခြင်းဖြစ်မယ်မြေရောင်းဝယ်မှာအထက်ငေါဖြစ်မယ်စိုးရင်စရာမလိုပါဘန်တပန်မှာဒါမှမဟုတ်ချင်းငွေလုပ်ငန်းတစ်ခုမှာချင်းငွေတင်ထားပါကချင်းငွေရမယ်လုပ်ငန်းသစ်စိုင်တင်များကိုအောင်မြင်စွာပြုလုပ်နိုင်လိမ့်မယ်အခြေရေးမှာနှစ်ဦးပိုင်းမှာအဆင်မပြေဖြစ်ပြီးနှစ်လယ်ပိုင်းနဲ့နှစ်ကုန်ပိုင်းမှာပြန်လဲအဆင်ပြေသွားလိမ့်မယ်အိမ်တော်ရေးလဲတာရပါတယ်နေအိမ်ကိုပန်ကာတစ်လုံးဝင်ပါက6စာခုံဆုံးထီထိုးပါပညာရေးမှာစာမိုးဝဲဖြေပါကအောင်မြင်မယ်ကျမ်းမာရေးကတော့ခါနာမယ်
ရဲတရားတော့တောက်ကြနေမှာတကိုးကြီးပြတောက်ကြတော့မှာအဝါရောင်တတိ6လုံးကတ်လူပါစနေသားသမီးတွေကတော့ဒီလမှာဝန်ထမ်းဖြစ်ပါကလုပ်ငန်းထဲမှာအဆင်မပြေမှုအနှဲငယ်ကြုံတွေ့ရလိမ့်မယ်တို့ရတွင်စိုးရိမ်စရာမလိုပါအလုတ်သွားသည့်နေတိုင်းခဲပြက်အဖြူတုံးဆောင်းသွားပါအဆင်ပြေသွားလိမ့်မယ်အိမ်ကတိုက်ခန်းကုန်တုံးကအယောင်းဝယ်ဖြစ်မယ်နေရာတုံးဆက်ပစ္စည်းဝင်မယ်အမှုပညာရှင်တူဖြစ်ပါကနိုင်ငံတော်မှချင်းမြင့်တော်စုလက်များကိုရရှိလိမ့်မယ်ဆေးရုံတရားခင်းရှိတဲ့တို့ရတွင်စိုးရိမ်စရာမလိုပါနေကိုပန်းပင်ပန်းကိုရောက်ပါကခွန်အဆရှေ့ဆုံးထီတို့ပါအခြေရေးမှာချစ်တူနူကြအနောက်ချက်ဝင်မယ်အိမ်တော်ရေးမှာလည်းအိမ်တော်ဘက်နဲ့အဆင်မပြေမှုအနေငယ်ကြုံရလိမ့်မယ်ပညာရေးမှာနိုင်ငံခြားစာမှုပဲများဖြေရလိမ့်မယ်အောင်မြင်မယ်ရေတရားကတော့စနေနေ့မှာတကူကြီးပြစနေတော့မှာထီးပြူခုနှစ်လဲကတ်လူပါမင်းသိမ့်ခဖေးတဲ့ application တွေဆရာကြီးဦးဝင်းစောတစ်တော်ဆရာဦးဟိန်းထက်စောဆရာမတော်စုလက်ရတနာဆရာမတော်မေတ္တနာဆရာမတော်ကြည်စင်သက်ဆရာမတော်ပိုးဟိတာနတီဆရာဦးကောင်းကျော်စောဆရာမတော်ခင်စုဟိတာဆရာမတော်စုမြတ်ထွန်းဆရာမတော်ရွှေရုံးမြတ်အိမ်တို့ဖြင့်ပြည်ရင်းပြည်ပမှဓာတ်ရိုက်ဗီဒီယိုကောဖြင့်ဖေးနေမင်းမြတ်နိုင်ပါပြီရှင်ခုနှစ်ရက်သားသမီးများအတွက်စောင်းရန်ရှောင်းရန်တပတ်စာကံကြမ္မာကိုမင်းသိမ့်ခဖေးတဲ့ YouTube Channel တွင်လည်းကြည့်ရှုနိုင်ပါတယ်ရှင်မင်းသိမ့်ခဖေးတဲ့ application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်